ကိုမောင်နှမတွေကိုအကူညီလေးတစ်ခုလောက်တောင်းညင်လို့ပါရှင်ကျွန်တော်ရဲ့ညီကိုမောင်နှမတွေကိုကျွန်တော်ကဒီ post ကို like and share လေးလုပ်ပေးပါလို့အကူညီတောင်းညင်လို့ပါဘာကြောင့်လဲဆိုတော့အခုငင်းငလျင်တန်ကြောင့်ထိခိုက်ဆုံးရှုံးသွားတဲ့ကျွန်တော်ရဲ့ညီကိုမောင်နှမတွေကိုကျွန်တော်ကလှူရောင်းတဲ့အနေနဲ့ပေ20ပေ50မြေခွက်တစ်ခွက်ကို300စွန်းလေးနဲ့3ခွက်ရောင်းချပေးပါမယ်နောက်ထပ်ပြီးတော့အကူအညီပေးနိုင်တာကတော့အိမ်ဆောက်တဲ့အချိန်မှာလေကျွန်တော်ခြံမှာရှိတဲ့ယောက်ျားလေးဝန်ထမ်းတွေကဝိုင်းဝန်းပြီးတော့မှဆောက်လုပ်ပေးပါမယ်နောက်တစ်ခုကရေနဲ့မီးနဲ့ကကြတော့ကျွန်တော်ခြံနဲ့ကက်ရက်ဖြစ်တာဖြစ်တဲ့အတွက်ကျွန်တော်ကရေနဲ့မီးကိုလည်းအချိန်တိုင်းတာတစ်ခုထိကျွန်တော်ပေးထားပါမယ်မြေနေရာကကြတော့မေမျိုးနဲ့မန္တလေးသွားတဲ့လမ်းဇီးပင်ကြီးဂိတ်ကနေပြီးတော့မှစစ်စေးရေးဂိတ်ကနေ10မိနစ်သွားတာနဲ့ကျွန်တော်ခြံကိုရောက်ပါပြီကျွန်တော်ခြံကတောတွေခြုံနေတယ်မှမဟုတ်ပါဘူးလမ်းမပေါ်မှာမေးတင်နေတာပါမျက်နှာစာလမ်းမကြီးကပေ20အစိတ်ရှိပါတယ်ခြံဝင်းနဲ့ဒီကားကရှောရှူရောက်ပါတယ်ကျွန်တော်နေတိုင်းသွားနေတာပါကျွန်တော်ရဲ့အကောင့်ထဲမှာရှိတယ်ကျွန်တော်ရဲ့ညီကိုမောင်နှမတွေကျွန်တော်ရဲ့ live တွေကိုလိုက်ကြည့်လိုက်ပါညပိုင်းမှာရိုက်ထားတဲ့ခြံမှာဇီးပင်ကြီးခြံနေမပြန်ရသေးဘူးဇီးပင်ကြီးခြံနေမပြန်ရသေးဘူးလို့ရိုက်ထားတဲ့အိမ်ရဲ့ဘေးမှာပါရှင်လိုအပ်တယ်ဆိုရင်စိတ်ဝင်စားတယ်ဆိုရင်ဒီငင်းငလျင်တန်ကြောင့်ထိခိုက်ဆုံးရှုံးထားတဲ့ညီကိုမောင်နှမတွေဒါလင်စိတ်ဝင်စားတယ်ဆိုရင်ခွန်93933ကိုဆက်သွယ်ပြီးတော့စုံစမ်းလို့ရပါတယ်မေးမြန်းလို့ရပါတယ်300စွန်းလေးနဲ့ပေ20ပေ50မြေခွက်3ခွက်ရောင်းချပေးမှာပါလိုအပ်တာတွေအားလုံးကိုကျွန်တော်တက်နိုင်သလောက်ကူညီပေးနိုင်ပါတယ်ရှင်ကျွန်တော်ကလှူနိုင်ကူနိုင်တာရှိတာပဲကျွန်တော်လှူနိုင်ကူနိုင်တာတွေเนาะဒီမြေခွက်ကိုကျတော့ကျွန်တော်ကကြက်မဲတွေကိုလွှတ်ကြောင်းထားဖို့အတွက်ကျွန်တော်ဝယ်ထားတာပါအခုကျွန်တော်ရဲ့အိမ်မက်ကအရန်ကျွန်တော်ကအိမ်မက်အကြီးကြီးမက်ထားတာပေါ့နော်ဒီမှာလွတ်ကြောင်းထားမယ်ကျွန်တော်ဆိုကျွန်တော်ရဲ့အိမ်မက်အကြီးကြီးမက်ထားတဲ့မြေခွက်ကိုအခုကျွန်တော်ရဲ့အိမ်ရာအဆင်မပြေတော့တဲ့ကျွန်တော်ရဲ့ညီကိုမောင်နှမလေးတွေကိုကျွန်တော်ရောင်းချပေးမှဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲ့ဒီညီကိုမောင်နှမလေးတွေမြင်စေခြင်းလို့ကျွန်တော်အကူအညီတောင်းရခြင်းဖြစ်ပါတယ်ရှင်ကျွန်တော်ကိုကျေးဇူးပြုပြီးတော့မှဝိုင်းဝန်းပြီးတော့မှအကူအညီဝင်ရပေးပါအောင်ရှင်ကျေးဇူးအများကြီးတင်ပါတယ်ပြင်ဦးလင်ကြက်မဲချန်ကပါရှင်